ဒီနေ့မှာတော့လေစနီကပြင်သစ်ပါမုံကျဲဥကျော်လေးတစ်မျိုးလာကြော်ပြပေးရဖြစ်ပါတယ်။ပါမုံကျဲဥကျော်တာပြောတာပါစီနဲ့ကြော်ရတာမဟုတ်ပါဘူးမီးနဲ့ပဲกินရတာဆိုတော့ပါမုံမီးกินပါပဲပေါ့နော်။ပါမုံအတွင်းသားတဲ့ဒီအရသာဝင်ပြီးတော့နုနုအီအီလေးနဲ့စားကောင်းစီဖို့အတွက်ကျဲဥနှုတ်ရည်လေးဖြောကြပါမယ်။ဒီကျဲဥနှုတ်ရည်ဖြောနည်းလေးကလေအချိုးစားမှန်ပြီးတော့အဆက်ဟက်တဲ့လွန်းလာပါတယ်။စနီကတော့အစီထုံနှုတ်200မီလီလီတာသုံးထားပါတယ်။အစီထုံနှုတ်မရှိဘူးဆိုရင်လည်းရိုးရိုးနှုတ်ကိုမလိုင်ပတ်တွေဖယ်ပြီးတော့အသုံးပြုလို့ရပါတယ်နော်။ကျဲဥအနေတော်စိုက်နှလုံးကိုလည်းဖောက်ထည့်လိုက်မယ်။အရသာအတွက်ကိုတော့စားလေးပစ္စည်းလေးပါထည့်ပေးလိုက်ပါသေးတယ်။စားပစ္စည်းလေးထည့်လိုက်တော့မှဒီနို့ရည်လေးကပို့ပြီးတော့အရသာရှိစေမှာပေါ့နော်။အခုလိုမျိုးမွေရန်လေးနဲ့နာနာလေးခောက်ပြီးသွားရင်တော့အရသာရှိလွန်လာတဲ့ကြက်ဥနို့ရည်လေးရပါပြီ။ပါမုံကိုလေအခုလိုမျိုးအရွယ်စားကြီးကြီးနဲ့ခတ်ထူထူလေးရတဲ့ပါမုံမျိုးမှပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်နော်။လီပီသားပါမုံအချက်ကလေးအသုံးပြုလိုက်လို့ရှိရင်တော့ပျော့ပြဲသွားနိုင်ပါတယ်နော်။ပါမုံအကျန်းအတုံးလိုက်ရရင်ပို့ပြီးတော့ကောင်းတာဖြစ်ပေမဲ့လို့စန်တီရိုရှိမှာပါမုံအကျန်းဝယ်လို့မရနိုင်လို့ပါမုံအဖြူပဲသုံးလိုက်ရပါတယ်။ပါမုံအတုံးကြီးကိုလေအစောအဖြော်ထားတဲ့ကြက်ဥနို့ရည်လေးထဲမှာအခုလိုမျိုးလေးအရသာလေးစိတ်ဝင်သွားအောင်လို့နှစ်ပြီးတော့စိတ်ရှည်လက်ရှည်နဲ့စိမ်ပေးရပါတယ်။ဒါမှနို့ရည်တွေအကုန်လုံးကပါမုံသားထဲမှာစုပ်ဝင်ပြီးတော့ပို့ပြီးတော့စားကောင်းစီမှာပေါ့နော်။အပေါ်ရန်လေးပဲတုပ်ပြီးတော့กินလိုက်မယ်ဆိုရင်တော့ပါမုံအသားတွေကိုနို့ရည်တွေမဝင်တော့ဘဲနဲ့အီနုနုလေးမရတော့ဘူးပေါ့နော်။ဒီနေရာမှာစိတ်လေးနည်းနည်းရှည်ဖို့တော့လိုပါတယ်။လက်ကလေးနဲ့နှစ်စိမ်ပြီးသွားလို့ရှိရင်တော့15မိနစ်လောက်အနည်းဆုံးဒီတိုင်းလေးပြစ်ထားပြီးတော့စိမ်ပေးရပါမယ်။15မိနစ်စိမ်ပြီးသွားတဲ့ပါမုံလေးတွေကိုမီးစခင်ပါမယ်နော်။ဘက်ကိုတော့လက်ဖက်ရည်စုံလေးတစ်စုံစာလောက်ထည့်လိုက်ပါတယ်။ထောဖက်ကလေးထည့်ပြီးတော့မှဒီပါမုံလေးကအနက်မွမွေးလေးနဲ့ပို့ပြီးတော့စားကောင်းစီမှာပေါ့နော်။กินရတဲ့အချိန်မှာလည်းအယောင်လှလှလေးထွက်စီပါတယ်။အိုးတော့မီးဖြည်းဖြည်းလေးနဲ့ထားပြီးတော့กินပေးရပါတယ်။မီးပြင်းသွားလို့ရှိရင်ပါမုံအသားကြီးကမဲပြီးတော့စားမကောင်းပါဘူးနော်။အိုးထဲကိုထောဖက်လေးတုပ်ပြီးသွားရင်တော့အစောကနိုးရည်စိမ်ထားတဲ့ပါမုံလေးထည့်ပြီးတော့กินလို့ရပါပြီ။တစ်ဖက်ကိုရှည်ဝိုင်အောင်လေးတန်းနေအောင်กินပြီးတော့မှနောက်တစ်ဖက်ကိုလှန်ပေးရပါတယ်။မျက်နှာပြင်တစ်ဖက်ကကြက်နေတာဆိုတော့လှန်လိုက်တဲ့အချိန်မှာကြည်တာတွေဘာတွေမဖြစ်တော့ဘူးပေါ့နော်။ပါမုံလေးกินနေတာကိုလေအစဆုံးရိုက်ပြချင်ပေမဲ့လေกินနေနဲ့ gas ကုန်သွားတာမို့လို့လျှက်စစ်အိုးလေးနဲ့ပြောင်းกินလိုက်ရလို့မရိုက်မိလိုက်တာပါနော်။ပြီးရင်တော့ငပြောသီးလေးတွေကိုလည်းအခုလိုမျိုးမီးกินပေးလိုက်ပါမယ်။ဒါမှချွတ်ချွတ်မွေးမွေးလေးနဲ့ပို့ပြီးတော့စားကောင်းစေတာပေါ့နော်။ပါမုံกินတဲ့နေရာမှာလေအခုလိုမျိုးအယောင်အနေထားလေးဖြစ်အောင်ထိပဲกินပေးရမယ်နော်။တအားကြီးမဲတူးသွားရင်ခါပြီးတော့စားလို့မကောင်းပါဘူးရှင်။အစောကกินထားတဲ့ငပြောသီးလေးတွေတင်ပြီးတော့အလားဆင်လိုက်ပါမယ်။ဒီငပြောသီးမီးกินလေးကလေချွတ်ချွတ်လေးနဲ့ပါမုံနဲ့တွဲစားတဲ့အချိန်မှာအတော်လိုက်ဖက်လွန်လာပါတယ်။ပုံမှန်ပြင်သစ်ပါမုံကျဲဥကျော်အတွက်ဆိုရင် icing sugar လေးဖြူတာဖြစ်ပြီးတော့စနီတို့က diet plan နဲ့သွားနေတာမို့လို့ icing sugar မသုံးတော့ပါဘူးเนาะစီလိုကယ်လိုရီဖြစ်ပြီးတခြားလုံးဝမပါတဲ့ရွက်ချုံမုံတစ်မျိုးကိုပဲစနီကဖြူပြီးတော့သုံးထားပါတယ်เนาะကဲအခုဆိုရင်လေပါမုံသားကနုနုအီအီချိုချိုလေးနဲ့ငပြောသည့်အချိုတက်လေးနဲ့တွဲစားလို့ရှိရင်အရန်ကိုလိုက်ဖက်လွန်းတဲ့ပြင်သစ်ပါမုံကျဲဥကျော်လေးတစ်ခုရပြီပေါ့เนาะဒီပြင်သစ်ပါမုံကျဲဥကျော်လေးတွေကိုလေကလေးတွေအတွက်ပဲကျွေးမလားသွားမကောင်းတဲ့လူကြီးမိဘတွေအတွက်ပဲကျွေးမလားဝိချနေတဲ့အချိန်မှာပဲစားမလားအားလုံးအတွက်သင့်တော်နေတဲ့အစားအစာလေးတစ်ခုဖြစ်ပါတယ်ကယ်လိုရီလည်းမများဘူးစားတဲ့အချိန်မှာလည်းနူးညံ့အိပ်စက်နေတာပဲမို့လို့လူတိုင်းစားနိုင်တဲ့အစားအစာလေးတစ်ခုဖြစ်ပါတယ်เนาะကဲနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်เนาะအားလုံးပဲတတာ